ရိုးရအလုပ်ပရက်ခေါ်အများပြည်သူအလုပ်ပရက်အကြောင်းလေးပြောပြပေးမယ်နော်ထိုင်းနိုင်ငံအလုပ်သမားဥပဒေပုံမှန်26အရာအများပြည်သူအလုပ်ပရက်ခေါ်ရိုးရအလုပ်ပရက်ကတစ်နှစ်မှာ73ရက်ထက်မနည်းပဲရှိရပါတယ်73ရက်ထက်များလို့ရတယ်ဒါပေမဲ့နည်းလို့မရဘူးအဲ့ဒါကအလုပ်သမားနေ့တစ်ရက်ပါပြီးသားဖြစ်ပါတယ်အလုပ်ပါတဲ့နေ့တွေမှာစိတ်ယုံအလုပ်တယုံနဲ့တယုံနဲ့အလုပ်ရှင်တယောက်နဲ့တယောက်နဲ့မတူညီကြပါဘူးသူတို့ကဘယ်ရက်တီကပရက်တီဖြစ်ကြောင်းကိုကြိုတင်ပြီးတော့နှစ်စမှာခရေတတ်မှတ်ပြီးတော့ကြော်ညာပေးရပါတယ်အဲ့လိုမျိုးတွေကြော်ညာပေးတဲ့ခါမှာသူတို့ပိတ်ပေးတဲ့ရက်နဲ့တနင်္ဂနွေနေ့နဲ့တိုးလို့ရှိလို့ရှိရင်အစားထိုးတစ်ရက်ပြန်ရပါတယ်ဥပမာဆိုပါစို့အလုပ်သမားနေ့ကတနင်္ဂနွေနေ့ဖြစ်ခဲ့တယ်ဆိုရင်တနင်္လာနေ့ကိုသူကအစားထိုးပိတ်ရက်ဖြစ်ပြန်ပြီးတော့ပိတ်ပေးရတာဖြစ်ပါတယ်အဲ့ဒီ73ရက်စလုံးကလောက်ခလာစာအပြည့်အဝရရှိရပါတယ်ရှင်အဲ့လိုမျိုးပိတ်တဲ့ခါမှာတချို့တွေကအနားလည်မှုလွဲနေကြတာပေါ့နော်သူစက်ယုံကပိတ်တယ်ငါစက်ယုံကမပိတ်ဘူးအစိုးရကပိတ်တယ်ငါတို့ကတော့အလုပ်သွားနေရတယ်အဲ့လိုမျိုးဖြစ်ကြတဲ့အခါမှာသူတို့ကပိတ်ရက်ကပုံမှန်ထက်များတယ်ကိုကရွေးချယ်ရတာပေါ့နော်ဒီစက်ယုံမှာဘယ်သူပါများလဲဥမာတရုတ်စက်ယုံလားအဲ့လိုမျိုးဘယ်နှစ်ကူးနေ့ကပိတ်ရက်ဖြစ်တတ်မှတ်ရမလားသူတို့တွေအဲ့လိုရွေးချယ်လိုက်တဲ့73ရက်အဲ့ဒီရွေးချယ်လိုက်တဲ့73ရက်ပေါ်မူတည်ပြီးတော့ကိုကပိတ်ရတာဖြစ်တဲ့အတွက်တယုံနဲ့မတူညီပဲကွဲပြားခြားနားမှုတွေရှိတာဖြစ်ပါတယ်အဲ့ဒါလာပြောပြတာပါကျေးဇူးတင်ပါတယ်ရှင်ကျွန်မဟန်နီပါ